မင်္ဂလာပါရှင်ဒီနေ့ကပွဲလေးရှိလို့ပါဒီမှာလဲဆိုတော့ Mandalay East Hotel မှာ menu လိုက်ကပွဲလေးရှိလို့ရောက်နေတာပါရှင်ရှင်ကအမပြောတတာလေးတဲ့ညံနားထောင်လို့ကောင်းပါလေရှင်သူအသက်အမကန်ထားတဲ့အကြောင်းရင်းလေးပြောသွားသူကပြောတယ်အသက်အမကသူထားရဆိုတာကသူ့ကိုယ်သူချစ်လို့ရေးတဲ့သူ့ကိုချစ်တဲ့မိသားစုတွေကိုစိတ်အေးချမ်းစေခြင်းလို့ထားတာပါတဲ့ကျမတို့တွေ့ရပါတော့ကိုချစ်တဲ့သူတွေကိုပျော်ရွှင်နေတာအဲ့လိုမျိုးပဲမြင်ချင်ကြအလင်းကိုချစ်တဲ့သူတွေကိုချောင်းစိတ်ညစ်နေတာစိတ်တော့ကောက်ရနေတာဆိုလို့ရှိရင်လူတိုင်းတွေကဘယ်သူမှမကြုံကျင်ကြဘူးပြောသွားသေးသူအမကကိုယ်တည်းလည်းမလုတ်ခင်တော့ဗောနော်သူ့ရဲ့မိသားဆွေမျိုးရင်းချိုင်းမှာအသက်38နှစ်လောက်ပဲရှိတယ်ဗောနော်အကိုတယောက်ကတည်းလည်းကင်ဆာဗောနော်ကင်ဆာအဆိုင်ကင်ဆာလိုမျိုးခံစားခဲ့ရတယ်ခံစားပြီးတော့ဆေးတွေကုတယ်ဗောနော်အဲ့ဒီအချိန်မှာ तू ကဗောနော်အမကအကာအကွယ်မပေးနိုင်လိုက်ရတဲ့အတွက် तू တအားကိုပဲစိတ်မကောင်းဖြစ်မိတယ်ဗောနော်အဲ့ဒီတော့ကြတိတ်ပြီးနားမလဲသေးဘူးလေနောက်ပိုင်းကျမှတမရပြောမှဗောနော်နိုင်ငံခြားတွေအထီးရအောင်ဆေးတွေကုသတဲ့အချိန်ကျတော့တဲ့အမကန်ထားတာကျမရဲ့အမကနေထားတာမရှိဘူးလားလို့မိကကြမှာအော်တဲ့အမကန်ကျမရဲ့အမကန်ထားလို့ရပါလားဆိုပြီးတော့သိသွားတာအဲ့ဒီလိုပဲကျမတို့ကဗောနော်အခုနေချိန်ဆိုလို့ရှိရင်အမကန်နဲ့လည်းဖွံ့ဖြိုးလာပြီညီတယ်ပေါ့နော်ဘယ်လိုမျိုးစားတွေလုပ်မလဲတဲ့အမကန်လုပ်မလားကျမရဲ့အမကန်လုပ်မလားပေါ့နော်မျိုးစားတယ်မျိုးစုံရှိတယ်အဲ့ဒီရွေးချယ်တရားတွေလည်းရှိပါတယ်ဆွေးနွေးတိုင်ပင်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်